ဒီနေ့ကတော့အိမ်ရမေကကိုရီးယား spicy ကြက်ကြော်လေးစားချင်တယ်ဆိုလို့အိမ်မှာလှုပ်ကြွေးပစ်တာလေးဝေးမျှပေးလိုက်ပါတယ်ဆော့ဆန်နီးလေးကိုလည်းသေချာပြောပြထားမလို့တူတူစောအောင်လိုက်ကြည့်လိုက်ရအောင်နော်ကဲအရင်ဦးဆုံးကြက်သားကိုနေတော်လေးကျုံပြီးတော့စားကြက်သားမှုတ်ထည့်ပါမယ်ကြက်သွန်ဖြူနဲ့ချင်းကိုတော့အရေးညှစ်ပြီးတော့ထည့်လိုက်ပါတယ်ကြက်ဥတစ်လုံးလည်းဖောက်ထည့်လိုက်ပါတယ်ဂျုံမုတ်ကိုတော့2စွန်းလောက်ထည့်ပါတယ်ပြောင်းကော်မှုတ်တစ်စွန်းထည့်ပါမယ်ငရုတ်ကောင်းလေးလည်းနည်းနည်းထည့်လိုက်ပါတယ်ကဲပြီးရင်တော့အကုန်လုံးကိုနှမ်းဆက်နေအောင်နယ်ထားပေးလိုက်ပါမယ်။နယ်နေနဲ့နည်းနည်းလေး6လေးဖြစ်နေရေလေးနည်းနည်းလိုက်ပြီးတော့နယ်ထားပေးလိုက်ပါနော်။တကယ်လို့ကိုကမုတ်သားထူထူလေးကြိုက်တယ်ဆိုရင်တော့ဂျုံမှုတ်နဲ့ပြောင်းကော်မှုတ်ကိုနည်းနည်းများများလေးပို့ထည့်နိုင်ပါတယ်နော်။ပြီးရင်တနားရီလောက်နှက်ထားပေးလိုက်ပါမယ်။ကဲစက်သားတွေနှက်ထားတော့မှစော်လေးသွားဆက်ပါမယ်။ငုတ်သီးရောင်တဲ့မုတ်တစ်စုံထည့်မယ်။ကိုရီးယားငရုတ်နဲ့မရှိတဲ့အတွက်နွန်နွန်စပိုင်စီရှိရနဲ့နွန်နွန်စပိုင်စီကို2စွန်းသုံးထားပါတယ်။ခန်းကျင်ဒီဆော့ကိုလည်း2စွန်းလောက်ထည့်လိုက်ပါမယ်။ပြားရည်တစ်စွန်းထည့်ပါတယ်မရှိရင်မထည့်လဲရပါတယ်။ပြီးရင်တကြားတစ်စွန်းပဲငမြရည်အကျဲ2စွန်းထည့်ပါမယ်။ရေကိုလည်း2စွန်းလောက်ထည့်လိုက်ပါမယ်။နည်းနည်းလေးငုတ်သီးဆက်ဆက်လေးစားချင်တဲ့အတွက်ငုတ်သီးမှုတ်လေးလည်းနည်းနည်းထည့်လိုက်ပါတယ်။ပြီးရင်တေချာလေးနှမ်းဆက်နေအောင်မှွေထားလိုက်ရင်တော့ဆော့လေးရပါပြီ။ကဲစီပူလာပြီဆိုရင်တော့စွမ်းနာတော့နှက်ထားတဲ့ကြက်သားလေးထည့်ကြော်ပါမယ်။မီးကိုအလဲလက်ချပြီးတော့ကြော်ထားပေးပါမယ်နော်။ကဲကြက်သားတွေအကုန်လုံးကိုတန်းစီပြီးတော့ချထားပေးပါမယ်။ကြက်သားလေးတွေကတစ်ဖက်ကနည်းနည်းလေးရွှေညွန်လေးဖြစ်လာရင်အခြားတစ်ဖက်ကိုလှန်လိုက်ပါမယ်။ကြက်သားလေးကနည်းနည်းလေးအယောင်လေးပြောင်းပြီးတော့ဒီလိုနည်းနည်းလေးကျွတ်ကျွတ်လေးဖြစ်လာရင်တော့ပြန်ပြီးတော့ဆဲထုတ်ထားပေးပါမယ်နော်။ပြီးရောမှသူ့ကိုနောက်တစ်ခေါက်ထပ်ကြော်မှာပါနော်အကုန်လုံးကိုအရင်ဒီလိုအယောင်လေးဖြစ်လာရင်ပြန်ဆဲထုတ်ထားပါမယ်ကဲပြီးရင်စောနာတော်ကမီးချက်ပိုမြှင့်လိုက်ပါနော်မီးကိုမြှင့်လိုက်ပြီးတော့စောနာတော်ကကြက်သားလေးကိုပြန်ထည့်ကြော်ပါမယ်လုံးဝအယောင်လေးကရဲပြီးတော့ကျွတ်ကျွတ်လေးဖြစ်တဲ့အနေထားလေးထိကြော်ထားပေးပါဒီလိုအနေထားလေးရောက်ပြီဆိုရင်တော့အကုန်လုံးကိုပြန်ပြီးတော့ဆဲထုတ်ထားပေးပါမယ်ကဲပြီးရင်တော့အိုးထဲကိုနှမ်းစီမွေးလေးနည်းနည်းချက်ပါမယ်မရှိရင်ရိုးရိုးစီထည့်လဲရပါတယ်ကြက်သွန်ဖြူထောင်းတာလေးချက်ပြီးတော့အနံလေးမှုေးလာတဲ့အချိန်မှုေးလိုက်ပါနော်အနံလေးမှုေးလာပြီဆိုရင်တော့စောနာတော်ကစက်ထားတဲ့ဆော့လေးလောင်းချက်ပေးလိုက်ပါမယ်ဒီဆော့လေးနဲ့ကြက်သွန်ဖြူလေးနဲ့ကိုရောမှုေးပေးလိုက်ပါမယ်နော်ကဲဆော့လေးကအခုလိုမျိုးပွက်လာပြီဆိုရင်တော့မီးကိုအနည်းဆုံးလျှော့ပြီးတော့စောနာတော်ကကြော်ထားတဲ့ကြက်သားလေးချက်လိုက်ပါဒီကြက်သားလေးနဲ့ဆော့လေးကိုရောမှုေးပေးလိုက်ပါမယ်ကြက်သားနဲ့ဆော့လေးကနှစ်ခုတသားတည်းကြာသွားပြီဆော့လေးတွေခုလိုခန်းသွားပြီဆိုရင်တော့အပေါ်ကနေနှမ်းလေးဖြူထားပေးလိုက်ပါကဲအခုဆိုရင်တော့ကိုရီးယား spicy ကြက်ကြော်လေးရပါပြီဒါကတော့အိမ်မှာအမေအတွက်လှုပ်ကြွေးရင်းနဲ့လုံနီးဗီဒီယိုလေးကိုဝေးမျှပေးတာပါကြည့်ရှုသူတွေအားလုံးကျေးဇူးတင်ပါတယ်ရှင့်နောက်နေ့လည်းနောက်ထပ်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်နော်